guys, hello gaming လာပါကျွန်တော်နာမည် Super Crafter ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ Super Craft episode 3ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့လုပ်ပြမယ့်အရာကတော့ကျွန်တော်ဘာတွေလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်စိတ်ကူးတော့မှရှိတယ်စီဆိုင်တစ်ဆိုင်ဖွင့်မှာဖြစ်ပါတယ်နောက်တော့ကျွန်တော်ဒီဟို episode 2မှာလုပ်ခဲ့တဲ့ခါတဲ့လမ်းဖောက်လေးလုပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုမတင်တာလဲတော်တော်ကြာရတယ်ဒီမှာတွေ့တဲ့အတိုင်းပဲလမ်းဖောက်လေးဒါနဲ့ကျွန်တော်တခုလို့ပြောချင်တာတော့ဘရအတန်နေပိုင်းတောင်းပန်တယ်နောက်ပြီးလို့ချင်းကျွန်တော် channel လေးကို subscribe လုပ်ပါတိတော့လေးကြည့်လို့ရှိရင် like share follow လေးလုပ်ပြီးကြပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ကဲဒီတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြစို့ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ပြချင်တာဒီမှာလမ်းလေးဖြစ်ပါတယ်ကျွန်တော်လမ်းလေးတွေလုပ်ထားပါတယ်ဒီမှာအလုံးတွေ့ကြတဲ့အတိုင်းဒါကတော့လမ်းလေးတွေဖြစ်ပါတယ်ဒီလမ်းတွေလုပ်တာဒီမှာဒီ wood တွေဒီမှာဒီမြေကြီးရှာတာနဲ့တော်တော်ဗီဒီယိုတော်တော်တင်မှုကြာသွားတယ်ကျွန်တော်ဒီနေ့ပြောတဲ့အတိုင်းပဲဆိုင်ခုဖွင့်မှာဖြစ်တာကြောင့်ဒီလိုကျွန်တော်ဆိုင်ဖွင့်မဲ့အတွက်ဒီဥယျာဉ်ထဲမှာဆိုင်ဖွင့်မယ်ကျွန်တော်ဆိုင် decoration အတွက်လည်းပြင်ဆင်မှုကျွန်တော်တစ်ခုထားတယ်အဲ့ဒါကျွန်တော် jungle wood တွေဖြစ်ပါတယ်ပြမယ်ကျွန်တော်မ jungle wood ခုထားတယ်ပေါ့နော်ကျွန်တော် jungle wood ကကျွန်တော် jungle wood နဲ့ဆိုင်ဆောင်မယ်စဉ်းစားတယ်20တက်တော့ရဒါပါနော်ကျွန်တော်တူအများကြီးပဲကျွန်တော်ရထားပါတယ်အဲ့မှာ jungle wood 30တက်လောက်ယူမယ်ယူပြီးရှိ cotton table ထဲမှာကျွန်တော်လုပ်မယ်တခါလဲဂျန်ငယ်ခုနဲ့ဒီမှာ yes တောင်းနှစ်ခုဒါလောက်ဆိုရင်ရပြီဒါလောက်လုပ်ကြည့်မယ်ဒီတော့ကျွန်တော်လုပ်ထားလိုက်မယ်ကျွန်တော်ဆိုင်ဖွင့်မှုတော့စိတ်ကူးတော့မှရှိတယ်ကျွန်တော်ဘာဆိုင်ဖွင့်မလဲကျွန်တော်အခုတိမသိသေးဘူးအဒီလိုဆိုကျွန်တော်နေရာရှာရမယ်ဘယ်နားလောက်မှဖွင့်ကောင်းမလဲဒီနားလောက်ဆိုအဆင်ပြေမယ်နော် yes ဒီနားလောက်မစားဘူးဒီနားလောက်ဆိုတော့ဒီနားလောက်မလို့တစ်ပစင်ပါလားမသိဘူးအဲ့လိုလို့မရဘူးyes အဲ့လိုလို့ဒီလာပဲကျွန်တော်ခါခွက်လေးတော့ဒီရောကျွန်တော်ရွေးချင်တာပြည့်စုံမှုမသိရင်မူဘာယူဒီဆက်လောက်နေတော့ဒီ shift နဲ့ကျွန်တော်ပြည့်စုံတော့မရပြည့်ပွင့်ပြည့်နေပြီပြည့်နေအရောင်တိုင်းနေโอเคဒီတမ်းမဆောလို့လူမမို့အဲ့လိုလုပ်ထားမယ်နော်နောက်ပြီးဒီမှာတူတူနဲ့လူရေးထားမယ်ကုန်သွားရโอเคไปတော့ဆောင်လူထိုင်ရေးရှိโอเคမကြောက်ပါကသွားတော့မှာကြောက်ပေါက်စားရေဘရိုโอเคတော့ကျွန်တော်တော်တော်များများလုပ်ထားတယ်ကျွန်တော်ဗီဒီယိုတင်ဖို့မိပါတယ်ဗီဒီယိုတင်ဖို့မိသွားတာတဲ့မိသွားတော့ပြောမှာမဟုတ်ဘူးကျွန်တော်ဗီဒီယိုမတင်ပြတာဒီဗီဒီယိုတင်ဖို့ကိုကျွန်တော်ဒီမှာဂိမ်းထဲမှာကျွန်တော်လုပ်ချင်ရှိတာကျွန်တော်လုပ်နေရတာပေါ့နော်ပြောရင်ဘယ်လိုမျိုးလဲဆိုတော့အခုကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ဟိုမှာလမ်းခင်းမှုအတွက်ဒီမှာလေ yes ဒီအရာတွေလုပ်ရတယ်အဲ့ဒါလုံးမှုအတွက်ကျွန်တော်ခီးပါထွက်ရတယ်ဗာနဲ့ကျွန်တော်ဗီဒီယိုမရိုက်ချင်လို့မရိုက်တော့လားကျွန်တော်ပိုင်းရင်လည်းရိုက်မှုလို့စဉ်းစားထားပါတယ်တော့အခက်မသိကျွန်တော်သိရမှာတခုဆိုတိုင်ပတ်မှာဆိုဗီဒီယိုကအရင်ရှိမှာဆိုတော့လေကျွန်တော်လည်းမရိုက်ချင်ဘူးဒီရောဘောနေကြည့်အောင်ရှုကလေးဒီရောတိုင်ပတ်နေတင်နေတယ်ဟာတော်တူးတက်နေပြီကျွန်တော်ခါတယ်နေရတော့အဲ့တော့ဟိုမှာ Fred them နဲ့တော့ရောက်ပြီဒီကျွန်တော်လူဝတ်ဒီစီကိုyes ဒါရီရလူတယ်ဒီနဲ့အခါတို့မယ်ဒီရထဲထားမယ်ဒီရထဲထားမယ်ရပြီโอเค
Okay.ကျွန်တော်လိုချင်တဲ့လောက်တော့ရပြီဒါပေမဲ့ဆိုင်ရဲ့တော်တော်တင်းနေကြလို့ခံစားနေရတယ်ဒါဆိုတော့တော်တော်တင်းနေရတယ်ပါလို့လောလဲရှိနေကျဆိုင် decoration လောက်အောင်လို့ကျွန်တော်ဒီ idea တစ်ခုတော့ရပြီဟုတ်လို့နေရဟုတ်တယ်ဒါပေမဲ့ကျွန်တော် set decoration လောက်အောင်ပြန်နောက်တစ်တောင်းမပြန်ဒါလုံးလို့ရမှာမသိဒါလုံးမှုအရင်ကဒုံးလို့လေနော်ဒုံးကိုဒုံးမြများလို့လေဒါများလို့Okay. Yes, चलो दिलूं. दिला सुनो असीं भी वाले सानिया लो. दिला सुनो जो तो लियो असीं भी है. Yo, dini video li, dah tu ni cakap video sudah tahu men. Dini video li ada di lawa me. Now video ma, pian tu me. Bye. Emotional, malu